Hello အားလုံးပဲမင်္ဂလာပါကျမကဒီနေ့မှာကျမတို့ရဲ့ဟိုးနက်နက်ရှမ်းရှမ်းအတွင်းပိုင်းနေရာထဲမှာရှိနေတဲ့အကြောက်တရားတွေနဲ့ပတ်သက်ပြီးတော့အနေငယ်ဆွေးနွေးပြလိုပါတယ်ဒီနေ့ကျမကအသရပီ workshop တစ်ခုကိုကျမ join မှုသွားတယ်ပေါ့နော်အဲ့မှာကျမကားနှစ်ဆင့်စီးရမှာဘာဖြစ်လဲဆိုတဲ့အခါကျတော့ပထမကားတစ်ဆင့်စီးပြီးတော့မတိုင်ရောက်တော့ကျမဆင်းလိုက်တယ်နောက်ကားတစ်ဆင့်ဆက်စီးဖို့ကျမစောင့်နေတော့ပေါ့အဲ့အချိန်မှာကျမစီးရမယ့်ကားနှစ်စင်းပြိုင်လာတယ်ဒါပေမဲ့ तू ကပြိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမလက်ထားရင်လည်း तू ကားမရခဲ့ဘူးအဲ့တော့ကျမနိုင်ကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တော့ဘာဖြစ်လဲဆိုတော့ကျမသွားရမယ့်အချိန်ကမိနစ်20ပဲလို့တော့တယ်အဲ့မှာရုတ်တရက်ကျမစိတ်ထဲဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဟာငါကနောက်ကျသွားရင်ဘယ်လိုလုပ်မလဲအစောဆုံးကကျမကအဲ့ဒီပွဲကိုအနည်းဆုံးတော့10မိနစ်ကြိုရောက်ရမယ်လို့ကျမမှန်းထားတယ်ပေါ့နော်အချိန်အတိအကျကျမတိုက်ပြီးတော့ကြည့်လိုက်တယ်ဆိုတဲ့အခါမှာအဲ့မှာကျမရုတ်တရက်ကြီးစိတ်ထဲမှာဖြစ်လာတာဟာငါနောက်ကျသွားရင်ဘယ်လိုဖြစ်မလဲဆိုတော့အတွေးပေါ်လာပြီးတဲ့နောက်ဆက်တွဲမှာဆိုလို့ရှိရင်ငါကားငါသွားရမလားဘယ်လိုဆက်လုပ်ရင်ကောင်းမလဲငါနောက်ကျသွားရင်ဘယ်လိုလုပ်မလဲအဲ့ဒီအတွေးတွေပါဆက်ပြီးတော့ကျမစီမှာပေါ်လာတယ်အဲ့နဲ့ကျမအချိန်ခဏလေးယူပြီးကျမကိုသတိကတ်လိုက်တယ်ပေါ့နော်ကတ်လိုက်တဲ့အချိန်မှာကျမဘာသွားဖြစ်လဲဆိုတဲ့အခါကျတော့ကျမကိုမေးခွန်းပြန်မေးလိုက်တယ်ငါက10မိနစ်လောက်စောပြီးတော့ရောက်ဖို့ငါလှုပ်ထားတယ်ဒါပေမဲ့ငါမရောက်ခဲ့ရင်ဘာဖြစ်မလဲတကယ်လို့အချိန်အကွက်တီမှရောက်သွားရင်ရောဘာဖြစ်မလဲကွက်တီမရောက်ခဲ့ပဲနဲ့မိနစ်ပိုင်းဥပမာ9မိနစ်တန်ဒီ10မိနစ်တန်ဒီနောက်ကျပြီးမှရောက်ရင်ရောဘာဖြစ်မလဲကျွန်မကိုပြန်ပြီးမေးခွန်းမေးကြည့်လိုက်တယ်အဲ့ခါမှာအဖြစ်ကဘာထွက်လာလဲဆိုတဲ့အခါကျတော့စောရောက်ရင်တော့ကိစ္စမရှိပေမဲ့ကွက်တီမှရောက်သွားရင်အဲ့ဒီအခန်းထဲကိုတခြားသူတွေရောက်နေလိုက်မယ်ကျွန်မဝိုင်းကြည့်မယ်နောက်ကျဝိုင်းရင်လည်းဒီလူနောက်ကျရကောင်းလားဆိုပြီးတော့သူများတွေဝိုင်းကြည့်တော့ကျွန်မခံရမယ်သူများတွေဝိုင်းကြည့်တဲ့အကြည့်တောင်ကိုကျွန်မမခံချင်ဘူးဒါကြောင့်မို့လို့ကျွန်မနောက်မကြချင်ဘူးအဲ့လိုဖြစ်တဲ့အတွက်အဲ့ဒီအချိန်ပိုင်းခဏလေးအတော်တုန်းကျွန်မအရန်ပြရခတ်သွားတယ်ပေါ့နော်အဲ့ဒီလိုပဲကျမတို့ရဲ့ဘဝမှာဘာဖြစ်လဲဆိုတဲ့အခါကျတော့ငါရဲ့စိတ်ကငါဘာဖြစ်နေတာလဲငါဘာလုပ်ချင်တာလဲဆိုတဲ့အတွေ့ကိုယ့်ရဲ့ inner ကိုမမေးဘဲနဲ့ပတ်ဝန်းကျင်ရဲ့အမြင်တွေပတ်ဝန်းကျင်ရဲ့အတွေးတွေနဲ့ပဲကျမတို့အချိန်တော်တော်များများမှာရှင်းတန်ခဲ့ပူကြတာရှိတယ်ဘယ်လိုပုံစံမျိုးလဲဆိုတဲ့အခါကျတော့ဟဲ तू ကအရန်လိမ့်မာတဲ့သမီးလေးပဲမိဘစကားကိုအမြဲတသွေးမသိမ်းနာထောင်တာ तू ကအရန်လိမ့်မာတဲ့သားလေးပဲမိဘဝယ်တော့မှဒုက္ခမပေးဘူးဒီလိုပုံစံမျိုးတွေကျမတို့တွေ့ရတယ်အဲ့ခါမှာကျမတို့ဘာတစ်ခုသွားပြီးတတိထားမိလဲဆိုတဲ့အခါကျတော့အမြဲတမ်းလိမ့်မာနေတဲ့သားသမီးတွေရောတခါတလေမှမစိုးကျင်ခဲ့ဘူးလားမိဘရဲ့စကားကိုနားထောင်တိုင်းမိဘတွေကလိမ္မာတယ်ဆိုတဲ့အသုံးနှုန်းမျိုးတော့သုံးနေရှိတယ်ပေါ့မိဘတွေလောက်ခိုင်းတိုင်းလောက်တယ်မိဘပြောသမျှတခုမှမဖြီးစံတာမျိုးမရှိဘူးအမြဲတမ်းနာခံတယ်ဒါပေမဲ့မိဘဘာခိုင်းလုပ်ပြီးမိဘပြောသမျှအားလုံးနာခံနေတဲ့သားသမီးတိုင်းကသူတို့ရဲ့အတွင်းစိတ်ထဲမှာခေါ်သူတို့ဖြစ်ချင်တာတွေကိုသူတို့မိဘကိုထုတ်ပြီးပြောဖူးခဲ့ရဲ့လားသူတို့ဖြစ်ချင်တာတွေကိုကိုယ်တိုင်ကိုကြလုပ်ခဲ့ဘူးရဲ့လားဒါမျိုးတွေကျမတို့ပြန်မေးရရှိတယ်မိဘကဆရာဝန်ကြီးဖြစ်စေခြင်းလို့ဇေနမအမှတ်တွေအများကြီးရအောင်ဖြေလိုက်တယ်စေးကြောင်တက်လိုက်တယ်ဒါမဲ့သူတကယ်ဖြစ်ချင်နေတာကကြည့်စရာသို့မဟုတ်သူတကယ်ဖြစ်ချင်နေတာတခြားတော့အလုပ်တစ်ခုအဲ့ခါမှာကျမတို့ inner conflict တွေဖြစ်လာတယ်မိဘတွေခိုင်းတာငါလုပ်နေရတယ်ငါဒီမှာမပြောဘူးဒါမဲ့မပြောဘူးဆိုတဲ့အကြောင်းမိဘကိုပြောရလားဆိုလည်းမပြောရဘူးမိဘစိတ်ချမ်းသာအောင်ငါနေလိုက်ပါမယ်လေဆိုတာမျိုးတွေဖြစ်လာတယ်အဲ့တော့ကျမတို့မပြောတဲ့အလုပ်တစ်ခုကိုလုပ်နေရပြီးကျမတို့ရမတ်ထဲမှာတိုးဝက်ထားရတဲ့အရာတွေကိုဘသူ့မှထုတ်ပြောလို့မရဘူးဆိုလို့ရှိရင်ကျမတို့က emotional conflict တွေဖြစ်လာတယ် emotional suffering တွေကြာလာတဲ့မြတ်ဖြစ်လာတယ်ဒါမျိုးတွေရှိတယ်ပေါ့နော်ပြီးတော့ကြတော့ငါကဒီလိုလုပ်လိုက်ရင်ပုံဝင်ကျင်ကငါ့ကိုဘယ်လို action တွေနဲ့တုံ့ပြန်မလဲငါကဒီလိုစကားပြောလိုက်ရင်ပုံဝင်ကျင်ကငါ့ကိုဘယ်လိုအကြည့်တွေနဲ့ကြည့်မလဲပတ်ဝန်းကျင်ကငါ့ကိုဘယ်လိုမြင်မလဲပတ်ဝန်းကျင်ကငါ့ကိုဘယ်လိုပြောမလဲဆိုတဲ့အကြောက်တရားတွေနဲ့ကျမတို့ဘဝမှာမလောက်ခဲ့ဘူးတဲ့အရာတော်တော်များများရှိတယ်။ဘာလို့လဲလို့မေးကြည့်လိုက်ရင်သူများကအပြစ်ပြောမှဆိုလို့သူများကငါ့ကိုအမြင်မကြည့်မှဆိုလို့ဆိုတဲ့ပုံစံမျိုးနဲ့ကျမတို့ရဲ့ဘဝကိုအချိန်တော်တော်ကြာမှရက်တည်ခဲ့ဘူးတယ်ပေါ့နော်။အဲ့တော့ကျမကဒီနေ့ကျမဖြစ်ခဲ့တဲ့အတွေ့အကြုံလေးနဲ့ပြန်ပြီးတော့ခြုံငုံပြီးသုံးသပ်ကြည့်လိုက်တယ်ဆိုတဲ့အခါမှာကျမတို့ဘဝမှာကိုယ်တိုင်လှုပ်ချင်တဲ့အရာလုပ်ပြီးပြီလားမိမိကိုရောတပားသူရောတဘာဝပုံချင်းမှာမထိကြိုက်တဲ့အရာဘလို့ပဲဖြစ်ဖြစ်ကျမတို့လုပ်ပိုင်ခွင့်ရှိတယ်လုပ်ခွင့်ရှိတယ်ဘသူတူတယောက်ကမှကျမတို့ကိုထိန်းချုပ်ထားပိုင်ခွင့်မရှိဘူး
ဒါမဲ့ကျမတို့ကပတ်ဝန်းကျင်ရဲ့အမြင်ပတ်ဝန်းကျင်ရဲ့အပြောတခြားသောသူတွေရဲ့အမြင်တွေအကြည့်တွေရဲ့အောက်မှာပဲကျမတို့ရဲ့ဘဝတစ်လျှောက်မှာရှံတန်လာရတယ်ကိုဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဘလို့စကားလုံးတွေထုတ်ပြောချင်လဲဘလို့ပုံစံနဲ့ရက်တည်ချင်လဲဆိုတာကိုကျမတို့ကိုမမေးကြတဲ့အချိန်တွေအယမ်းများတယ်အဲ့တော့ကိုယ့်ရဲ့ inner ကိုပြန်ပြီးမေးကြည့်ပါငါကဘာဖြစ်ချင်တာလဲငါကဘလို့ပုံစံနဲ့ရက်တည်ချင်တာလဲတပားသူတွေကငါ့ကိုဒီလိုပြောလိုက်ရင်ကောငါကဘာဖြစ်သွားမှာလဲငါလိုချင်တဲ့ဘဝတစ်ခုနဲ့ငါနေထိုင်ခဲ့မယ်ဆိုလို့ရှင်ရောငါကဘလို့ပုံစံဆက်ဖြစ်မလဲတခါတလေလေကျမတို့ကိုမေးခွန်းလေးတွေမေးကြည့်ကြည့်အောင်ပါ self reflection တွေပြန်ပြီးလုပ်ကြည့်ကြည့်အောင်ပါ self discovery ရှာကြည့်ကြရအောင်ပါငါကဘလို့လူစားမျိုးလဲဘလို့ပုံစံနေထိုင်ချင်တဲ့လူမျိုးလဲဆိုတာပေါ့ဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲကျမတို့နောက်တစ်ခေါက်မှပြန်ပြီးတွေ့ပါမယ်အားလုံးပဲ bye bye